ဤထောင်စုရိတ်တာလန်ကဖီးမြင့်မှာစားတောက်ဆိုင်မှာအကျော်ဆုံးကောင်တာလေးထပ်တိုးထားလို့လုံးဝလမ်းကြုံရိုက်လာခဲ့ပါတယ်။အားသာချက်ကတော့အကျော်ဆိုပေမဲ့ကျမ်းမာရေးကောင်းကျိုးတွေအများကြီးရှိတဲ့နေကြစီကိုပဲနေ့စဉ်နေ့တိုင်းစီတန့်စီတစ်ကိုအသုံးပြုပေးထားတဲ့အချက်ပါ။ဖီးကရုရဲ့စားတောက်ဆိုင်တိုင်းမှာနေကြစီကိုပဲအထူးကသုံးတာကြောင့်စီတန့်မှုကစိတ်ချရပါတယ်။ပြီးရင်တော့ရှေ့မှာတင်ဘယ်လိုမျိုးလောလောဆတ်ဆတ်တန်တန်ရှင်းရှင်းကြော်ပေးနေလဲဆိုတာကိုကိုယ်တိုင်မြင်ရလို့လည်းသဘောကျပါတယ်။ကိုပိုင် recipe နဲ့ဖြော်ကြတဲ့မုံနစ်ကလေးကိုလှီးဖြတ်ပြင်ဆင်ထားတဲ့အသေးရွက်ကလေးတွေနှိမ့်ရင်တပွက်ပွက်ဆူနေတဲ့စီပူပူထဲမှာတတုပ်ပြီးတတုပ်ကြော်သူကြော်မွေသူမွေဆဲသူဆဲနဲ့တက်ညီလက်ညီကြော်ကြပါတော့တယ်ဘူတီကြော်မပဲကြော်ပရာကြော်ညင်းခွာရွက်ကြော်ပဇွန်ကြော်အာလူချောင်းကြော်ဝါထနေတဲ့ပဲပြုတ်ကြော်စမူစာစက်သွန်ကြောစုံစီနှစ်ဖာထူးထူးဆန်းဆန်းလေးတွေရောပါတယ်တက်တက်လို့စီတန်းအကျော်ဆုံးကိုရှေ့မှာတင်ဝင်းဝင်းဝါဝါလေးခင်းကျင်းပေးထားပါတယ်အကျော်ဆုံးဆိုတာမုံနစ်ကလေးမှကောင်းလို့ရှိရင်မနှမ်းစာအဖြစ်ပဲဆာဆာနေ့လေကအစာပြေဖြစ်ပဲဝိုင်းဖွဲ့ဆာဆာအချိန်တိုင်းမှာလိုက်ဖက်နေတာပါဒီမှာအကျော်ဆုံးလေးကိုပါဆယ်ပဲဆွဲခဲ့ခဲ့ဖီးမြင့်မာထဲမှာပဲတထိုင်ထင်းဆာဆာစိတ်ကြိုက်ပါပဲနော်လုံးကကြော်ကလေးကစားချင်နေလို့ထိုင်စားဖြစ်ခဲ့ပါတယ်ဒီလိုမျိုးအကျော်ဆုံးပူပူလေးကိုမှထမြက်ကြက်သွန်ဖြူချင်းငရုတ်သီးစိမ့်နံပင်လေးတွေနဲ့မကြီးကောင်းကောင်းလေးနဲ့အချင်းကြီးဖြောပေးထားတဲ့အညာမကြီးချင်လေးနဲ့တွဲပေးလိုက်တဲ့အခါမှာအကျော်ဆုံးလေးဟာအရသာပိုပြီးပြည့်စုံသွားပါတော့တယ်အကျော်နဲ့တွဲစားဖို့ကိုလည်းလက်လက်ဆက်ဆက်ဆက်လွတ်ရွက်အပုံလိုက်ကြီးချပေးထားတာကိုတွေ့ခဲ့ပါတယ်အကျော်စားရင်တောက်ဖို့ရင်အေးစာနှွေစာကလေးတွေဖြစ်တဲ့မကြီးကြောက်ကြော်စိတ်ကလနာပင်ပွားနဲ့မုံလက်ဆောင်လေးတွေကိုရောရှေ့မှာနဲ့တပါးထဲမှာပြီးတော့အကျော်နဲ့တွဲရင်တောက်လာခဲ့ပါသေးတယ်။ဒါဆိုလို့ရှိရင်နောက်ဘလော့တွေထဲမှာပြန်ဆောင်ကြပါမယ်။တတ်တာ